စွန်ထိုင်းဆိုတာစပိုမှုတယောက်တင်မဟုတ်ပါဘူးသူဟာမဲမီယူမေမေရိုလို့ခေါ်တဲ့နာမည်ကြီးစားတောက်ဆိုင်လေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်အပြင်ပန်းကြည့်ရင်တော့ရိုးရိုးတန်းတန်းစားတောက်ဆိုင်လေးလို့ထင်ရပေမဲ့တကယ်တော့ဒီနေရာဟာကိုရီးယားနိုင်ငံရဲ့အရက်ဆက်ဆုံးခိုင်သားတွေလာရောက်စားတောက်လေးရှိတဲ့နံပါတ်1နေ့လည်စားပွဲနေရာကြီးပါတနေ့မှာတော့စွန်ထိုင်းနဲ့သူ့ရဲ့လက်တွဲဖော်ကံပြိုးတို့စီကိုဖုန်းတကူဝင်လာပါတယ်သူတို့ဟာတွန်းဆုပ်နေခြင်းမရှိဘဲအမိတ်တစ်ခုကိုလှုပ်ဆောင်ဖို့အပြေးလွှားထွက်ခွာသွားကြပါတယ်သူတို့သွားရမယ့်နေရာကတော့လမ်းကြားတစ်ခုဖြစ်ပြီးအဲ့ဒီမှာသူတို့ရဲ့ဂိုင်းတူအဖွဲ့ဝင်ပန်ဟိုတယောက်ပြန်ဘက်ဂိုင်းရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံနေရတာပါစွန်ထိုင်းတို့ရောက်သွားတဲ့အခါပန်ဟိုကကြောင်းသွားပါတယ်ဘာလို့လဲဆိုတော့ကယ်ဆယ်ရေးလာတာကိုလူနှစ်ယောက်တည်းဖြစ်နေတဲ့အပြင်သူတို့နှစ်ယောက်ကအရန်ကိုအေးအေးဆေးဆေးဖြစ်နေလို့ပါအဲ့ဒီအချိန်မှာပဲအမှန်တရားကိုသိလိုက်ရပါတယ်ဒီ၃ယောက်ဟာတာမန်ကိုင်းသားတွေမဟုတ်ကြပါဘူးသူတို့ဟာစီကူဘာလို့ခေါ်တဲ့အင်အားကြီးကိုင်းတစ်ခုရဲ့အစင်းမြင့်ကောင်းဆောင်တွေဖြစ်နေကြတာပါအဲ့ဒီနောက်မှာတော့တနယ်လုံးတုံလို့သွားရလောက်တဲ့ပြင်းထန်ပြီးရက်ဆက်တဲ့ကိုင်းတိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်ဒါဟာအရာအလုံးရဲ့အစပြုခြင်းပါပဲနေမြေသိမ့်ပိုက်ခြင်းနဲ့အောင်ပွဲအဲ့ဒီညမှာပဲသူတို့ရဲ့ကိုင်းချုပ်ကြီးဂျေဆုကပြန်ဘက်ကိုင်းကိုအနိုင်ရရှိတဲ့အတွက်ဂုဏ်ပြုညစာကျွေးမွေးပါတယ်အစားတောက်စားရင်းနဲ့ခေါင်းချုပ်ကသူတို့အဖွဲ့ဟာကိုရီးယားတနိုင်ငံလုံးကိုစိုးမိုးဖို့လက်တကမ်းအလုပ်ကိုရောက်နေပြီလို့ပြောကြားခဲ့ပါတယ်ကြံရှိနေတာကတော့ရှော့တောင်ဆိုသူအုပ်ချုပ်တဲ့စိတ်ကမ်းနဲ့နိုက်ကလပ်ပြီးတော့မြို့ထဲကရိုးရာစီးကြီးအနှဲငယ်ပဲကြံပါတော့တယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာနောက်ထပ်ခြေလမ်းတွေအတွက်စတင်စီစဉ်ကြပါတယ်နောက်တနေ့မနက်မှာတော့သူတို့ဟာလက်အောက်ငယ်သားတွေကိုတော့မခေါ်တော့ပဲအစင်းမြင့်ကောင်းဆောင်၃ယောက်ထဲနဲ့နေမြေတွေကိုတစ်ခုပြီးတစ်ခုလိုက်ခိုက်သိမ်းပိုက်ပါတော့တယ်နေရာအနှံ့မှာလမ်းပေါ်တိုက်ပွဲတွေဖြစ်ပွားပြီးရုံရင်ဆန်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲစီကူဘာကိုင်းဟာကိုရီးယားနိုင်ငံရဲ့အမှောင်လောကခုလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီ